January 1 ရက်ခေါင်းဆောင်မှုခီးကိုစတင်ခြင်းခေါင်းဆောင်တွေဟာစတင်တဲ့လူတွေဖြစ်ပါတယ်ခေါင်းဆောင်ဖြစ်ခြင်းကိုယ်တိုင်စတင်ဖို့လိုအပ်ပါတယ်သူများခိုင်းမှလှုပ်တတ်တဲ့လူမျိုးသူများနောက်ကနေလိုက်လှုပ်တဲ့လူမျိုးတွေမဟုတ်ပါဘူးခေါင်းဆောင်ဆိုတာစတင်ခြင်းဆိုတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်ပါတယ်ဘယ်အရာမဆိုသူဒီဦးစီးဦးဆောင်စတင်တဲ့သူဖြစ်ပါတယ်အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်အချက်နှစ်ချက်လိုက်နာဖို့လိုအပ်ပါတယ်ဒါပါလဲဆိုတော့တစ်စလုပ်ဖို့နဲ့နှစ်ဆက်လုပ်ဖို့ဖြစ်ပါတယ်စတင်ခြင်းဟာအောင်မြင်ခြင်းရဲ့အစလည်းဖြစ်တယ်အရန်အရေးကြီးတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်တော်တော်များများလူတွေစတင်ဖို့ဝန်လေးကြတယ်စတင်ဖို့ခက်ခဲကြတယ်ဒါကြောင့်လည်းခေါင်းဆောင်တွေနဲ့ပါရခြင်းဖြစ်ပါတယ်ဘယ်ရမ်ဆိုစတင်ဖို့ဝန်မလေးပါနဲ့တခုခုဆိုစလုပ်ပါနေ၍ည၍အချိန်၍တွေလုံမနေပါနဲ့အခုပဲစလုပ်ပါဒီနေ့ပဲစလုပ်ပါဘယ်လိုစတင်ရမလဲမိမိလုပ်နိုင်တဲ့အရာကနေစတင်ဖို့လိုအပ်ပါတယ်မိမိစွမ်းဆောင်နိုင်တဲ့အရာကနေစတင်ဖို့လိုအပ်ပါတယ်အစွမ်းအစဆိုတဲ့စကားအတိုင်းစွမ်းနိုင်ရာကစခြင်းဟာအစွမ်းအစတွေထွက်လာစေတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပထမဆုံးရက်မှာစဉ်းစားရမှာကငါဘာစွမ်းဆောင်နိုင်တယ်လဲငါဘာလုပ်နိုင်တယ်လဲဒီတစ်နေ့လုံးမှာငါအောင်မြင်မှုတွေအတွက်ဘာတွေလုပ်နိုင်တယ်လဲဘယ်ကနေစတင်မလဲဒါကိုစဉ်းစားဖို့လိုအပ်ပါတယ်ခေါင်းဆောင်ဖြစ်ဖို့လူအများကိုဥဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့စတင်ရမယ့်အရာဒီ learning သင်ယူခြင်းဖြစ်ပါတယ် learn to lead ဆိုတဲ့စကားလေးရှိပါတယ် learn လုံးမှတားလင် lead သူများကိုဥဆောင်နိုင်မှာဖြစ်ပါတယ်အောင်မြင်မှုတွေလိုချင်တယ်ဆိုရင်တော့စတင်လုပ်ဖို့လိုအပ်ပါတယ်စတင်ပြီးပြီဆိုရင်လည်းဆက်လုပ်ဖို့လိုပါတယ်အစပိုင်းမှာလူတွေဟာအင်မတန်မှထက်တန်ကြတယ်တက်ကြွကြတယ်ဒီနေ့တင်တန်းအတစ်စမယ်ဒီနေ့အလုပ်အတစ်စမယ်စသဖြင့်အစအရန်ကောင်းတယ်ပြီးတော့အနောင်းမတေချာကြတော့ဘူးမြန်မာစကားပုံမှာတော့အစကောင်းမှအနောင်းတေချာတယ်လို့ဆိုတယ်ဒါပေမဲ့တချို့လူတွေကတော့အစမှာအရန်ကောင်းတယ်ဒါပေမဲ့အလယ်လောက်မှာပျောက်သွားတယ်နောက်ကြာရင်မရှိတော့ဘူးလီဒါကောင်းတယောက်ဖြစ်ချင်ရင်စလုပ်ပြီးတော့ဒီဇိုင်းမမဆက်လုပ်ဖို့လိုအပ်ပါတယ်အခုဒီစာအုပ်ကိုစတင်ဖတ်လိုက်ပြီးအဆုံးထိရအောင်စူးစမ်းဖတ်ရှုဖို့လိုပါတယ်နိုင်ထောင်ချီဝေးတဲ့ခရီးကိုပထမခြေလမ်းနဲ့စတင်ရတာဖြစ်ပါတယ်ပထမခြေလမ်းလမ်းလိုက်တာနဲ့ဒုတိယခြေလမ်းတွေတတိယခြေလမ်းတွေဟာနောက်ကနေလိုက်လာမှာဖြစ်ပါတယ်ပထမခြေလမ်းဆက်လမ်းဖြစ်ဖို့ဒီအဓိကဖြစ်ပါတယ်ပြီးရင်ဆက်တိုက်ဆက်လမ်းတော့မယ်ဆိုရင်ပန်းနိုင်ကိုရောက်မှာပါခေါင်းဆောင်မှုခီးစဉ်ကိုဒီနေ့ကစပြီးအောင်မြင်စွာနဲ့စတင်လိုက်ပါဆုံးခန်းတိုင်အောင်ရှေ့ဆက်ကြည့်တက်လိုက်ကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုဖိလစ်ပါခေါင်းဆောင်မှုတန်ရည်စာအုပ်ကနေပြီးတော့ဖတ်ပေးတာဖြစ်ပါတယ်ဇာရေးဆရာဖူးကျော်စင်ကိုအထူးပဲကျေးဇူးတင်ပါတယ်